တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာစွန့်စားမှုများနဲ့အလှပဆုံးဇစ်လိုင်းကိုဖန်တီးနိုင်စွမ်းရှိတဲ့တခုတည်းသောနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ဇစ်လိုင်းဆိုတာတောင်နှလုံးမှာတံမဏိကြိုးများနဲ့ဆက်သွယ်ထားတာကိုပြောတာပါ။6ထဲမှာတည်ရှိတဲ့ဇစ်လိုင်း12ခုပါဝင်တဲ့ခန်းနားထည်ဝါတဲ့စနစ်ကြီးဟာအထင်ကရတောင်ထိပ်နှစ်ခုကြားမှာ358မီတာအရှည်ရှိပြီးမြေပြင်မှအမြင့်မီတာ300ကျော်မှာတည်ရှိနေပါတယ်။လူရဲ့အလေးချိန်အလိုက်အသုံးပြုနိုင်တဲ့စနစ်ကြောင့်လုံခြုံရေးဝတ်စုံဝတ်ဆင်ထားတဲ့ခရီးသွားများဟာထိုင်ကုန်နဲ့အတူတောင်တစ်ခုမှအခြားတောင်တစ်ခုသို့လျင်မြန်စွာလျှောဆင်းနိုင်ပါတယ်။10 မိနစ်သာကြာမြင့်တဲ့ဇစ်လိုင်းခရီးစဉ်ဟာမြူထူထက်တဲ့6ကမ်းပါးတွေနဲ့အဆုံးမရှိတဲ့တစ်ပင်တွေနဲ့ဝန်းရံထားတဲ့မြန်နှုန်းမြင့်ဆင်းသက်မှုနဲ့အတူကမ္ဘာပေါ်မှာအလှပဆုံးစွန့်စားခန်းများထဲမှတစ်ခုအဖြစ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ဒီအကြောင်းအရာကဒီများနဲ့မပြီးသေးပါဘူး။အဆိုပါ6ကမ်းပါးဇစ်လိုင်းရဲ့ဘေးနားလေးမှာကမ္ဘာပေါ်မှာအရှည်ဆုံးနဲ့အမြင့်ဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ဖန်တရားတစ်စင်းလည်းရှိပါသေးတယ်။ဒီဖန်တရားရဲ့အလဲဗဟိုမှာပိုပြီးစွန့်စားခန်းကိုရှာဖွေနေသူများအတွက်လွတ်လပ်စွာခုန်ချနိုင်တဲ့ပလက်ဖောင်းတစ်ခုကိုလည်းတွေ့ရပါလိမ့်မယ်။ဒီနေရာဟာစွန့်စားခန်းများသဘာဝအလှများနဲ့ထူးခြားဆန်းသစ်မှုများပေါင်းစပ်တည်ရှိရာနေရာတစ်ခုဖြစ်ပါတယ်။